ဆိုတာ80ပေါ်တည်းတဲ့ကိုနိုင်ငံတော်ဆိုတော့ရွှေရမင်းတို့ကစောင်းတန်တာညှို့ကျိုးရင်ဒီလိုကိုတော့ပါတော့ရေလုံးတဲ့ဒီကကြီးတန်နေပြာကြီးတန်နေမြို့နဲ့ထားရလို့ရစီမံခန့်ခွဲရေးနဲ့ဥချုပ်ရေးကော်မတီမှဦးစီးကျင်းပတယ်ဦးစီးကျင်းပတဲ့ကိုနိုင်ဒေတာကြီးတန်နေပြန်တန်နေမြို့မဟာအထုကတက္ကမရတိသာသနာဗိမာန်တော်ကြီးစီရင်ကျင်းပပူဇော်အပ်ပါတော်တန်နေမြို့မြင်းရောင်ပထမကျမ်းစာပေတိုင်းရာဏနာယကနိုင်ငံတော်တန်ခါမဟာနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်ဒေါက်တာဗန္ဒကစံကြီးမာဘိဝန္တာအားအဘိဓမ္မာမဟာရထဂုရုအက္ခမဟာပန္တိတအက္ခမဟာတတ္တမဇောတိကသပထမကျော်သသမဓမ္မစရိယဆရာတော်ဘုရားကြီးအားနိုင်ငံတော်အစိုးရမှအဘိဓမ္မာမဟာရထဂုရုဘွဲ့ကစိတ်တော်ဖြင့်စက္ကဲပူဇော်ပေးရာတွင်အမေမြို့ချုပ်ရင်းမှုအဖွဲ့ဥစုတဲ့ဥဆောင်ပြီးအဖွဲ့အစည်းတို့မှပူဇော်ကျင်းပရာတွင်မဟာတက္ကမဇောတိကရဇာဝိစိတ်တော်ရဒီလက်ရှင်ဆရာကြီးဒေါ်ဉာဏ်မေတီတို့အားတက်စစ်ဘုံပြုပူဇာမဟာရဝိခန္ဓာကြီး၌ရေးသားတည်ကျူပူဇော်အပ်ပါလို့80ဘောတိကပါဗျာဒီ80ဘောတိချက်ကိုရေးသားပူဇော်သူဝိတုဒ္ဓရာမတန်ရေအဓိပတိဆရာတော်အရှင်ကုမာရမှာဆရာတော်ဘုရားကြီးအရှင်ကုမာရမှာရေးသားတည်ကုန်ထားပြီးတော့ဘုရားကြီးတော်ဤတန်ရှင်ရွှေနေတည်ကျူးပူဇော်မှာဖြစ်ပါတယ်။ဆောင်းပြရရှင်ရွှေလက်စိတ်အစုများရှင်ဆရာမဒေါက်ခင်မသိနဲ့ရွက်ဖက်၍တည်ကျူးရုပ်ဖက်ပူဇော်ခွင့်ပြုတော်မူပါရှင်သူရဲ့ဖြစ်ရ။